အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ page ကိုကြည့်ရှုအားပေးမှုအတွက်အထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောလိုပါတယ်ကျွန်တော်ရဲ့ page ကို like နဲ့ follow လုပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ် ရွေးကောက်ပွဲဆန့်ကျင်ကန့်ကွက်ရင်ဒီမခံဘူးဆိုတော့ကျွန်တော်ပြောတယ်အခုဘယ်သူသွားညှိလဲဆိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ KNU ဥက္ကဋ္ဌဘရိုစောကွယ်ထူးဝင်းအပါအဝင်တဲ့နော်ကွယ်ထူးဝင်းအပါအဝင်တဲ့သူ့အဖွဲ့ဝင်စုစုပေါင်း18ယောက်လောက်ကို sorry သူ့အဖွဲ့ဝင်73ယောက်ကွယ်ထူးဝင်းအပါဝင်73ယောက်နောက်တစ်ခါအာရခတက်တော်လို့ခေါ်တဲ့ AA နဲ့ချင်းလန်းကချင်းပြည်နယ်ကအဖွဲ့တွေနဲ့အကုန်လုံးတော်တော်များကိုလည်းအစိုးရကအမှုဖွင့်ပလိုက်ပြီမှုဖွင့်ပလိုက်ပြီအဲ့တော့ဘယ်သူတွေပါလဲဆိုတော့နော်အမှုဖွင့်တာကိုလည်းပြီးပြောမယ်ပြီးရင်အမှုဖွင့်တာမပုံရင်နာမည်တွေရွတ်ပြမယ်ကွယ်ထူးဝင်း KNU ဥက္ကဋ္ဌကွယ်ထူးဝင်းနောက် KNU အဖွဲ့ဝင်တွေဖြစ်တဲ့ပရိုမခေါ်တော့ဗျာစောဆဲကြီးတာထူမှုစောတော်တီဘွဲ့စောလာထောနော်စောဂျော်နီစောတာမလာတော့နော်စောလော်အေမူပရိုစောအေဂလူစီနော်ဒါနော်စောတော်နီစောစာပလဲဒီ1နော်စောစာပလဲဒီ1အစရှိတဲ့ပုံကိုယ်တွေကိုတဲ့နော်ဘာလို့လာတယ်ဆိုတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အမှုဖွင့်တာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအမှုဖွင့်တာဖွင့်တာကဩဂုတ်လ29ရက်နေ့ကတည်းကဖွင့်ထားတာတဲ့နော်ရွေးကောက်ပွဲဥပဒေပုံမှန်ပ30မြေတောင်2025နဲ့အမှုဖွင့်ထားပါတယ်ဆိုပြီးတော့ဩဂုတ်လ29ရက်နေ့ကတည်းကဖွင့်တာကို MRTV ကနေပြီးတော့ဒီကနေ့စက်တင်ဘာ24ရက်မှာသတင်းထုတ်ပြန်တယ်နော်ထုတ်ပြန်တယ်ထူးထူးဆန်းဆန်းပေါ့နော်ထုတ်ပြန်တယ်ဒါပွင့်လည်းပြောတော့မင်းတို့တွေကိုငါတို့အမှုဖွင့်လိုက်ပြီးဆိုထုတ်ပြန်တာအဲ့ဘယ်မှာဖွင့်တာလဲဆိုတော့ကွယ်ထူးဝင်းတို့အုပ်စုဘယ်မှာဖွင့်တာလဲဆိုတော့လှိုင်းဘွဲ့မြို့နယ်မြို့မှာ yes ခန်းမှာအမှုဖွင့်လိုက်တာလှိုင်းဘွဲ့မြို့နယ်မြို့မှာ yes ခန်းမှာအမှုဖွင့်တယ်ပြီးလို့ရှိရင်ဒီလိုင်းဘွဲ့မှာဖွင့်တယ်နောက်တစ်ခုပြီးလို့ရှိရင်ဘယ်သူထပ်ဖွင့်သေးလဲဆိုတော့နှစ်တုပ်ခွဲဖွင့်တာပေါ့နော်နှစ်တုပ်ခွဲဖွင့်တာအဲ့တော့စောတော့ကွယ်ထူးဝင်းကိုတော့လိုင်းဘွဲ့မြို့နယ် yes ခန်းမှာဩဂုတ်လ29ရက်ကဖွင့်တယ်နောက်သူ့တစ်ဖက်တွေဖြစ်တဲ့ခုနစောဆဲဂေတို့တာတူမှုတို့စောတော်တီတွဲတို့စောတော်တီဘွဲတို့စောလာထုံးတို့စောဂျော်နီတို့တာမလာတော်တို့စောလော်အေမှုတို့စောအေကလူစီနော်ဒါစောတော်နီတို့12ဦးနဲ့ဒီစောစာပလဲဒီ1အစရှိတဲ့ဒီ12ဦးပေါ့နော်အဲ့12ဦးကိုဒီစက်တင်ဘာလထဲမှာပဲလှိုင်းဘွယ်မြို့မှာရဲစခန်းနဲ့ပိုင်ကြုံနေမြေရဲစခန်းတွေမှာအမှုဖွင့်ထားတယ်နော်ခုနကပါတော့ရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တာတဲ့ဒါနဲ့ပတ်သက်ပြီးတော့ရွေးကောက်ပွဲဥပဒေပ30မြေတောင်2025နဲ့အမှုဖွင့်တာမှုဖွင့်ထားပါတယ်ဆိုပြီးပြောတယ်ဆိုတော့အဲ့လိုအမှုဖွင့်ပြီးတော့ဘာဖြစ်လဲဆိုတော့ဒီကောင်တွေတက်လာကြီးစော့ပါဒီလိုမျိုးသဘောမျိုးပေါ့နော်နောက်တစ်ခုကသူရင်လားဆိုတော့ချင်းလန်းအစိုးရဆိုပြီးအစိုးရကောက်ဖွဲ့လိုက်တဲ့ဥပါထန်ဒေါက်တာရွှေခါဦးထောင်ဇလျန်ဦးရိုဘင်ဦးစိန်အောင်ဆလိုင်းခရော်ထန်ဒေါက်တာရှရွန်ပါဦးဆလိုင်းမနာကီဆလိုင်းဂျိုးဇက်လာရန်လောမာဒေါ်နီဆွီလျန်ဦးမန်အောက်ခံဦးထန်ကန်လျန်ဦးမောင်ဦးဟာမိုရုံးလျန်ဦးဇလိုင်းစထောင်းဒေါက်တာတာနင်းဦးစင်ကျုံအစရှိတဲ့18ဦးလည်းအဲ့လိုပဲရွေးကောက်ပွဲအမှုတွေနဲ့စက်တင်ဘာ4ရက်နေ့ကဟာခါမြို့မှာရဲစခန်းမှာဥဖွင့်ထားတယ်အဲ့လိုပဲတခါဒီအေဖွဲ့ကိုလည်းအေယာဝတီတိုင်းရင်းစဲကြီးပါဘုံကြောင်မှာမဲပေးဆက်သိပညာပေးလို့တော့ drop out ချတိုက်ခိုက်တဲ့အေဖွဲ့နဲ့ PDF တွေကိုလေးမျက်နှာမြို့နယ်နဲ့ IUB မြို့နယ်ရဲစခန်းမှာလည်းအမှုဖွင့်တယ်အေဖွဲ့တွေလည်းတစ်ချိန်တည်းမှာပဲတခါဘသူ့အဖွဲ့သေးလို့ဆိုတော့ခေတ်သစ်မီဒီယာကို Telegram ကတာဝန်ရှိသူတွေခေတ်သစ်မီဒီယာအုပ်စုတွေကိုလည်းအမှုဖွင့်တယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြောရရင်တော့သူကလူပုဂ္ဂိုလ်တွေကိုရောမီဒီယာတွေပါကိုကောက်ဖွင့်ပလိုက်တာအမှုဖွင့်ပလိုက်တာနော်ဆိုတော့ဥပဒေကတော့ဒါပွင့်လည်းပြောတယ်ရွေးကောက်ပွဲနှောက်ယှက်ဟန်တာချင်းဆိုင်နဲ့ပတ်သက်ပြီးတော့ဥပဒေပေါ့အဲ့ဒီဥပဒေနဲ့အမှုဖွင့်ပလိုက်တော့ရှင်းပြောရင်တော့အဲ့ဒီအုပ်စုတွေကိုလောကအမှုတော့ဖွင့်ခံထားရပြီအဲ့တော့ဥပမာပေးရရင်တော့ကွယ်ထူးဝင်းပဲထားတော့ကွယ်ထူးဝင်းလှိုင်းပွဲကိုကွယ်ထူးဝင်းလာရလားမင်းဘယ်ခင်ဗျာလှိုင်းပွဲကိုကွယ်ထူးဝင်းနာမည်ပြောပြီးတော့ကျွန်တော်လှိုင်းပွဲကိုဘယ်နေ့ဘယ်မှာရောက်ပါမယ်ဆိုပြီးအဲ့ဒီကြွေးကြော်ပြီးတော့ကွယ်ထူးဝင်းမလာရဘူးလာရမ်းရဲဖမ်းမှာအမှုကဖွင့်ထားပြီးဖြစ်တော့ရဲဖမ်းမှာအဲ့တော့ဖမ်းမှာရဲသူတို့မှန်းနိုင်ရဲစစ်တပ်နဲ့ပေါင်းဖမ်းလိမ့်မယ်ဆိုတော့ကွယ်ထူးဝင်းမလာရဘူးကွယ်ထူးဝင်းပေါင်းသူ့တစ်ဖက်73ယောက်လုံးလည်းမလာရဘူးလှိုင်းပွဲရယ်ခုနလှိုင်းပွဲရယ်နောက်တနေရာဘယ်နေရာလဲကျွန်တော်မဆိုလှိုင်းပွဲနဲ့ပိုင်ကြုံနဲ့နော်အဲ့ဒီနေရာတွေကိုတရားဝင်ကြေညာပြီးအဲ့ဒီတွေမလာရဘူးဒါရှင်းတယ်ကြေညာပြီးမလာရဘူးကြေညာပြီးလာရင်အကုန်ဖမ်းမှာအကုန်ဖမ်းရင် KNU တစ်ဖွဲ့လုံးပါမှာဆိုတော့ဘလို့ဆက်ပြမသိဘူးချင်းလို့လည်းဒီလိုပဲချင်းလည်းဟာခါမြို့ပေါ်ကိုခုနတစ်ဖွဲ့လုံးကြီးဟာခါမြို့ပေါ်ကိုမလာရဘူးကြေညာပြီးတော့ကိုမလာရဘူးလာတာနဲ့အဲ့ဒီကုန်ဖမ်းလိုက်ဖမ်းမှာဘာလို့ဆိုတော့ရုပ်ကပေါ်နဲ့ပတ်သက်ရင်ပြက်သားအရေးယူမယ်ဆိုပြီးတော့ကြေညာထားတာဘယ်လောက်ထိကြေညာထားလဲမင်းပြီးခဲ့တဲ့ရပိုင်းကအထိမနေ့ကအထိပဲထားတော့ရုပ်ကပေါ်နဲ့ပတ်သက်ပြီးဖမ်းထားတာ10ယောက်လောက်ရှိပြီရွေးကောက်ပွဲကိုစန့်ကျင်တဲ့ကန့်ကွက်တဲ့ဒူရေးထားអော်တယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစန့်ကျင်ကန့်ကွက်ကြောင်ပြောထားတဲ့လူမှန်သမျှ Facebook ကရေးတယ်လဲဖမ်းတယ်ဒီတိုင်း online ဒီတိုင်းပါဇက်ကနေရက်ကွက်ထဲမှာអော်သွားလဲဖမ်းတယ်ရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်လို့နှောက်ယှက်တယ်ဖြစ်ရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်ခြင်းနှောက်ယှက်ဟန်တာခြင်းနော်တိုက်ခိုက်ဖျက်ဆီးခြင်းတပ်ဖြတ်ခြင်းလုံခြံခြင်း
နော်အဲ့ဒါဒီအကုန်လုံးကပြစ်မှုအလိုက်အသေးကနေ3နှစ်ကနေ9နှစ်ထိဖြစ်ဆိုသေတမ်းမှာပါတယ်အမြင့်ဆုံးတာမန်မှုက3နှစ်ကနေ9နှစ်ထိရှိတယ်အမြင့်ဆုံးကသေတမ်းပါတယ်ဥပမာဆိုကြပါစို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ရွေးကောက်ပွဲကော်မရှင်အရာရှိတယောက်ကိုသွားတတ်တာအဲ့ကောင်သေသားသေတယ်မယ်လွတ်တော်ကိုယ်လုံးသွားပြီးတော့တိုက်ခိုက်ဖြစ်စီတာတတ်တာဖြစ်တာသေတမ်းပဲအဲ့ဒါရှင်းရှင်းလေးပဲခင်ဗျာအဲ့ဒါလုံရဲလုံကြည့်လုံကြတတ်ရှိကျွန်တော်တော့မလုပ်ဘူးကျွန်တော်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းတစ်လုံးမှမပြောဘူးဆန့်ကျင်ခြင်းလည်းမရှိဘူးဘာလို့အစတည်းကျွန်တော်ရွေးကောက်ပွဲဖြစ်ပါစေဆူတောင်းပြီးရွေးကောက်ပွဲကိုခင်ဗျားတို့လောက်ကြရွေးကောက်ပွဲကိုတွန်းကြရွေးကောက်ပွဲကိုလုံးကြရွေးကောက်ပွဲပြုံးကြပါရွေးကောက်ပွဲကိုပဲကျွန်တော်ထက်ခါတောင်းဆိုတဲ့အထက်မှာထိတ်ဆုံးပါတဲ့အတွက်ကျွန်တော်တို့ကရွေးကောက်ပွဲနဲ့ပတ်သက်လို့ဘာမှကန့်ကွက်စရာမရှိဘူးဆန့်ကျင်စရာမရှိဘူးဝမ်းသာနေတာရွေးကောက်ပွဲဖြစ်မှာကိုဝမ်းသာနေတာမဖြစ်ရင်လည်းကျွန်တော်စိတ်မကောင်းဖြစ်ရမှာဖြစ်မှာကိုဝမ်းသာတယ်အခုဖြစ်လဲဖြစ်မှာအစိုးရကရွေးကောက်ပွဲကိုဖြစ်အောင်လုပ်မယ်လို့ဆုံးဖြတ်ပြီးဖြစ်အောင်လုပ်မှာအဲ့တော့ဘုန်းလည်းပြောရင်တော့ဒါအကောင်းတဲ့ကိစ္စအဲ့တော့ကွယ်ထူးဝင်းတို့တအုပ်ကြီးတအုပ်ဓမ္မကြီးတို့သွားပြီတိတ်တတိရှင်တော့ခုနပိုင်ကြုံတို့လိုင်းပွဲတို့တက်လာကြည့်လိုက်ပေါ့ကွယ်ထူးဝင်းတို့တအုပ်စုလုံးစောတော်နီတို့နော်ပရွက်စောတော်နီတို့တိတ်တတိရှိတယ်ဆိုရင်တက်လာလိုက်ပေါ့နော်တတိရှင်ပေါ့ဒါပေမဲ့လည်းကျွန်တော်ထင်ပါတယ်ဒီလူတွေတက်မလာရဘူးဒီလူတွေမဲဆောက်ကနေပြီးတော့ပဲអော်နေမှာပဲမဲဆောက်ကနေပဲပြောနေမှာပဲအဲ့တော့ကော်တူလေးအိမ်မက်ဆိုပြီးတော့တရေကမနိုးဘူးခုနအိမ်ကမနိုးသေးဘူးအိမ်မက်ကမက်နေတော့အိမ်မက်ဆိုတော့အိမ်မက်ပေါ့ဗျာလက်တွေမှာမဟုတ်တာဆိုတော့ကော်တူလေးအိမ်မက်တော့အိမ်မက်ပဲဒါပေမဲ့အိမ်မက်တော့အိမ်မက်ပဲလက်တွေမဟုတ်တဲ့အတွက်ဘာမှလည်းနိုးမှာမဟုတ်ဒီအုပ်စုကထားပါတော့အဲ့တော့